မိဘပြည်သူများဒီနေ့ကမေလ23 2026ကျွန်တော်ဗီဒီယိုဖိုင်လေးတစ်ဖိုင်ဖွင့်ပြမှာပေါ့နော်လောလောဆယ်အဲ့ဒီဖိုင်လေးမဖွင့်ပြခင်ဒီဖိုင်ထဲမှာစကားပြောခဲ့တဲ့ကောင်ကဘသူပဲဝါဆိုတာပေါ့နော်မိဘပြည်သူတွေတချို့ကလည်းသိပြီးသားဖြစ်ပါလိမ့်မယ်တချို့ကမသိသေးတဲ့ပြည်သူတွေလည်းရှိပါတယ်အဲ့ဒီအတွက်အားလုံးကိုကျွန်တော်ဝင်ဖြစ်အောင်လို့ဒီဗီဒီယိုဖိုင်ထဲကကောင်လေးရဲ့အကြောင်းကိုကျွန်တော်မိဘပြည်သူကိုဥစွာဘလို့ဆင်းသက်လာတဲ့ဘလို့မျိုးရိုးကနေဆင်းသက်လာတဲ့လူဒန်းစားလဲဆိုတာကိုကျွန်တော်ဥစွာကျွန်တော်မိဘပြည်သူနဲ့မိတ်ဆက်ပေးရစီအခုဒီဗီဒီယိုဖိုင်ထဲမှာပါလာတဲ့ရုပ်ပိုင်စဉ်အတန်ပိုင်စဉ်ကတော့နရွက်တူဝတ်နေဝင်ပေါ့နော်ဘာကြောင့်နရွက်တူဖြစ်ခဲ့ရလဲဆိုတာကလည်းသူ့ရုပ်ကဒီလိုပေါ့နရွက်ပါနေလို့ဆိုရင် तू ကဝက်နဲ့တပုံစံနဲ့ဝက်ရုပ်ပေါက်နေတာပေါ့အဲ့ဒါနဲ့ तू ဝက်ရုပ်ပေါက်နေတာကို तू တီးတဲ့ခါကျတော့သူ့နရွက်ကို तू လှီးလိုက်တယ်လှီးလိုက်တဲ့ခါကျတော့နရွက်ကဘယ်လိုပြောမလဲဆိုလို့ဆိုရင်နရွက်မရှိတော့ပဲနာဘာဖြစ်ဆိုအဲ့ဝက်ရုပ်ပေါက်နေတဲ့ဝက်နေဝင်ကနေပြီးတော့မှနရွက်တူနေဝင်ဖြစ်သွားတာအဲ့နရွက်သွားဖြတ်ပြီးတော့လဲသူ့ရုပ်ကဝက်နဲ့တပုံစံနဲ့ပဲနရွက်ဖြတ်လိုက်တာပဲအဖတ်တင်သွားတယ်နာမည်တစ်လုံးကြီးထပ်ရပါတော့အရင်ရခင်ကတော့ဝက်နေဝင်ပေါ့နော်နောက်ပိုင်းကျတော့နရွက်တူဝက်နေဝင်ဆိုပြီးတော့မှအဲ့လိုမျိုးကြော်ကြားခဲ့တာပေါ့လေကျွန်တော်တို့တိုင်းပြည်မှာကြော်ကြားဆိုအကောင်းနဲ့ကြော်ကြားတာမဟုတ်အဆိုးနဲ့ကြော်ကြားတာပါသူ့နာမည်ကတော့နရွက်တူဝက်နေဝင်ပါခင်ဗျသူ့ရဲ့မျိုးရိုးပြန်ကြည့်မှဆိုရဲသူ့အဖိုးနေဝင်ဆိုတဲ့ကောင်က1962အာနာသိမ်းခဲ့တဲ့စစ်အာဏာရှင်တွေစပြီးတော့မွေးဖွားခဲ့တော့ပေါ့ပေါ်ပေါက်လာကျွန်တော်မြန်မာနိုင်ငံမှာစတင်ပေါ်ပေါက်လာတဲ့အချိန်မှာဒီကောင်အဲ့ဒီနေဝင်းဆိုတဲ့ကောင်ကနေစလာခဲ့တာအဲ့ဒီနေဝင်းကဘလောက်တိအလွန်တရာဆက်စုပ်ညွန့်စားပွဲကောင်းတဲ့လူအောက်တန်းစားအမျိုးရုပ်ဖြစ်နေလို့ဆိုခွေးနဲ့မျိုးဆက်ကြထားတယ်လို့မျိုးပဲအလွန်တရာဆက်စုပ်ညွန့်စားပြီးကောက်ကြည့်ရုံမာခဲ့တဲ့အောက်တန်းစားအမျိုးရုပ်ကောင်ပဲဖြစ်ပါလားအခုဒီကောင်ကသူ့ရဲ့အဖိုးပေါ့နော်နေဝင်းအဲ့နေဝင်းခွေးနေဝင်းရဲ့မျိုးဆက်အခုကျတော့ तू ကဝက်နေဝင်နရွက်တူဝက်နေဝင်မှာဖြစ်သွားတော့เนาะအဲ့ဒီခွေးနေဝင်ကကျွန်တော်တို့တိုင်းပြည်ပေါ်မှာဘလောက်တိအောက်တန်းစားဆန်ပြီးတော့လောက်ခဲ့တယ်လဲဆိုလို့1962အရေးခင်မတိုင်ခင်မှာတဲ့ဟိုကနိုင်ငံတော်မှာရှိနေတဲ့နိုင်ငံတော်ဝန်ကြီးချုပ်တို့ကအကုန်မလိုက်ဖမ်းဆီးပြီးတော့မတရားဖမ်းဆီးနှိပ်စက်တပ်ဖြတ်ခဲ့တာတွေမြောက်များစွာစီလို့အာဏာသိမ်းတဲ့ချိန်မှာလဲကျောင်းသားဆင်လူရဟန်းပြည်သူနိုင်တွေမြောက်များစွာကိုလဲပညာရှင်ပေါင်းမြောက်များစွာကိုလဲမတရားဖမ်းဆီးနှိပ်စက်တပ်ဖြတ်ခဲ့တယ်အဲ့လိုတပ်ပြခဲ့တော့1962မှာတလီတက်တယ်1982 84 86 1988မှာဆိုဘလောက်တိကြောက်ရွံ့ဖို့ကောင်းလဲဆိုလို့စစ်တပ်ကဘယ်တော့မှမိုးပေါ်ထောင်မပစ်ဘူးတဲ့ပြင်းရင်တက်တက်ပဲပြစ်မယ်ဆိုပြီးတော့ကဘာကျော်မိတ်ခွန်ကြီးပြောပြီးတော့ကျွန်တော်တို့ရောက်ရဟန်းစင်လူចောင်းသားကလေးလူငယ်လူကြီးမကြံအောင်အတ္တမမတရားဖန်ဆီးနှိပ်စက်ပစ်ခတ်တပ်ဖြတ်ခဲ့တာသိန်းတန်းချီရှိပါတယ်ဒါရင်ပဲလားဆိုတော့မဟုတ်နိုင်ငံပိုင်တယံဇာတပေါင်းမြောက်များစွာကိုလည်းအလွန်တရာဆက်စုပ်ယွန့်စာပွဲကောင်းအောင်ခိုးယူပြောင်းလိမ့်ပြောင်းခိုးပြောင်းယူပြီးတော့ကောက်ကျစ်ခဲ့တဲ့တကက်ယွန့်စရာကောင်းတဲ့အောက်တန်းစားအမျိုးရုပ်ကောင်ဘလောက်တိခိုးလဲဆိုရင်ကဘာကျော်ကြောက်စိန်တုံးကြီး33တန်33တန်စီးတဲ့ကြောက်စိန်တုံးကြီးကိုပါခိုးပလိုက်အဲ့လိုခိုးလာခဲ့တဲ့အာနာယူမိတ်ဆွေယူတဏှာယူခွေယူအယူတကအယူထိတ်ခေါင်ရဲ့အယူဘကောင်ကြီးပေါ့ခွေးနေဝင်မျိုးဆက်ကနေပေါက်ဖွာလာတဲ့မျိုးရုပ်နရွက်တူဝက်နေဝင်ပဲဖြစ်ပါအဲ့လိုဒီကောင်တွေကမျိုးနဲ့ရိုးနဲ့ချီပြီးတော့မှကျွန်တော်တို့တိုင်းပြည်ပေါ်မှာယနေ့အချိန်ထိကိုလည်းအလွန်တရာဆက်စုပ်ယွန်စာဖွယ်ကောင်းတဲ့လူအောက်တန်းစားအမျိုးရုပ်ပြီးဆက်လက်ပြီးတော့မှဒီအာဏာယူမိစ္ဆာစစ်အာဏာယူမိစ္ဆာအုပ်စုတံမြာတိအုပ်စုနဲ့ပါပေါင်းပြီးတော့ဒီတိုင်းပြည်ကိုဒီဇိုင်းမမှန်ဖျက်ဆီးနေတဲ့ကောင်အမျိုးကောင်းသားသမီးပြောင်းမြောက်များစွာလည်းဖျက်ဆီးနေတဲ့ကောင်ပြောရင်နဲ့တော့ဒီကောင်နဲ့အကြောင်းပြောပါဇက်သနာဒီနေ့မှာဒီကောင်ဘာပြောလာလဲဆိုတဲ့ဥစ္စာကိုမိဘပြည်သူများကျွန်တော်နဲ့အတူလေ့လာကြည့်ကြရအောင်ကျွန်တော်တို့မြန်မာနိုင်ငံကတော့အခုဟာကအစိုးရအသစ်နဲ့အရှင်အဟုန်နဲ့ကြီးတက်နေဖြစ်ပါတယ်ဒီအချိန်မှာကျွန်တော်တို့ကမပြောရင်လည်းမဖြစ်ပြောလို့လည်းမကောင်းတဲ့အခြေအနေဟာအာဆီယံကကြိုးအကြောင်လုပ်နေတဲ့ကိစ္စကိုကျွန်တော်ပြောချင်တာဖြစ်ပါတယ်
ကျွန်တော်တို့တိုင်းပြည်အစိမ်ဟုန်နဲ့တက်တယ်ဘာလို့လဲဘာအစိမ်ဟုန်လားခက်ကောင်ဘာနရွတ်တို့မင်းတို့ကတနိုင်ငံလုံးကိုဟုတ်လားလေရင်တွေတစ်ခေါက်သွားပြင်ဟိုစစတော့လေရင်ကတစ်စီးလောက်သွားတယ်တရက်မှတစ်ခေါက်လောက်သွားပြင်နှစ်ခေါက်လောက်သွားပြင်အခုရဲခွေးဥကောင်တက်လာတဲ့ချိန်ကြားမှာပဲတနေ့တက်ကိုလေရင်တနေရာကိုသွားပြီးဆိုလို့ရှိရင်လေရင်4-50စီးနဲ့တနိုင်ငံလုံးကိုအားချိန်မရှိအောင်စက္ကန့်မလောက်အောင်ဘုံပေါက်ဘုံပတ်ကျဲနေတဲ့တိုးတက်မှုလားပုံစံနှုံးနဲ့အစမတန်ကြီးမြင့်လာတဲ့တိုးတက်မှုလားလူတွေနေ့စဉ်နဲ့အမျှမင်းတို့မတရားဖန်ဆီးနှိပ်စက်တပ်ဖြတ်ဖွေးချောင်းစီအောင်လုပ်နေတဲ့တိုးတက်မှုလားဟုတ်လားအရက်သားတွေနေတဲ့ကြီးရွာတွေကိုနေ့စဉ်နဲ့အမျှရွာလုံးကျုပ်မီးဆိုးနေတာတွေရွာလုံးကျုပ်တပ်ဖြတ်နေတာတွေလူမျိုးတုံးတပ်ဖြတ်မှုပေါင်းမြောက်များစွာကျူးလွန်လာတဲ့ဥစ္စာတွေတိုးတက်နေတာအခုပါလဲအာဆီယံကလူရမသွင်းလို့မင်းတို့ကစိတ်ဆိုးရသေးတယ်မင်းတို့နဲ့အခုအာဏာယူစစ်မိတ်ဆာအုပ်စုနဲ့မင်းနဲ့ကလည်းတစ်ဖွဲ့တည်းပါပဲနော်မင်းဦးတန်းဆွေလက်ထက်ကလည်းမင်းတို့ရုံမှမှုတွေအများကြီးဦးတန်းဆွေမင်းတို့ကြိုးကန်ပြီးတော့မှစကော်ပီယန်ဂိုင်းထောင်ပြီးတော့နေဝင်းအာနာတဲ့ကိုမင်းတို့ဝင်ဟိုတန်းဆွေအာနာတဲ့ကိုမင်းတို့ဝင်ရှုပ်တာလေအဲ့လိုဝင်ရှုပ်တော့ဟိုဟဲ့ကောင်တန်းဆွေမင်းပါလို့လဲဟဲ့ကောင်တန်းဆွေပါလို့လဲဆိုတော့ကြာတန်းဆွေကသီးမခံနိုင်တော့လို့မင်းတို့ကြီးတဲ့ထဲလိုက်တာမင်းတို့ကြီးတဲ့ထဲလိုက်တာအခုလည်းမင်းတို့ဒီတံမြာသီးမင်းအောင်လိုင်းနဲ့ပေါင်းပြီးတော့ဇိုက်မမတ်ဒီတိုင်းပြည်ကိုသွေးချောင်းစီးအောင်လူတွေဘဝပြတ်ဘဝတုံးအောင်နီးမျိုးစုံနဲ့ရုပ်မှာတောက်ကျင့်နေတာဒီပေါ့လေဘာလဲအာဆီယံကမင်းတို့လူရမသွင်းလို့မင်းကလာထွက်ပြီးပောက်ကွယ်အာဆီယံလူရမသွင်းတာမင်းကိုမဟုတ်လေမာလာမင်းအောင်လာလူရမသွင်းတာမင်းကဘာပောက်ကွယ်လဲမင်းပောက်ကွယ်မှာပေါ့မင်းတို့တကြိတ်တဲ့တညာနဲ့တတွယ်တဲ့ဟာကိုဒါကြောင့်မို့အများပြည်သူသိအောင်တော့ဒီကောင်တွေဒီဝက်နှစ်ရွက်တူဒီနှစ်ရွက်တူဝက်နေဝင်းတို့အုပ်စုဒီမာလာတံပေယာဒီတို့နဲ့တစ်ဖွဲ့တဲ့တကရုတဲ့မာလာမင်းအောင်လိုင်းတံပေယာဒီလောက်သမျှပြစ်မှုပေါင်းမြောက်များစွာတဲ့မှာဒီကောင်ဒီအဓိကနေရာကနေပါဝင်နေတယ်ဆိုတဲ့ဥစ္စာကိုမိဘပြည်သူများသိရှိထားဖို့လိုပါတယ်ရခင်တန်းဆွေတို့လက်ထက်မှာလည်းဒီကောင်တွေဒီတိုင်းပဲဒီစစ်အာဏာယူတွေစစ်မိတ်ဆာခေါင်းဆောင်တွေနဲ့ဒီဇိုင်းမမပေါင်းပြီးတော့မှတိုင်းပြည်ကိုဒီနေ့ဒီချိန်ထိအစဉ်ဒီဇိုင်းဖြတ်စည်းနေတယ်လို့နောက်လဲဖြတ်စည်းနေမှာအောက်တန်းစားခွေမျိုးစားအမျိုးရုပ်ကောင်တွေပဲဖြစ်ပါတယ်ကဲမိဘပြည်သူများသူပါပြောတာလဲဆက်ပြီးနားထောင်ကြည့်ရအောင်အာဆီယံဖွဲ့ဆိုတာပထမဆုံးစဖွဲ့တဲ့အချိန်တုန်းကအရှိတောင်အာရှ9နိုင်ငံနဲ့ဖွဲ့ခဲ့တာဖြစ်ပြီးတော့အဲ့ဒီအချိန်တော့မြန်မာနိုင်ငံကိုပါလို့သူတို့ကိုယ်တိုင်ကခေါ်ရသားနဲ့ကျွန်တော်တို့ကမပါခဲ့တဲ့သဘောကသူတို့အာဆီယံ9နိုင်ငံပဲရှိတယ်ပါဆိုတော့မင်းကအဲ့ဒီအချိန်တော့စကော်ပီယန်ဂိုင်းလုပ်ပြီးတော့မှတန်းဆွေကိုအာနာသိမ်းဖို့လုပ်နေတဲ့ကောင်လေဒါကြောင့်မို့တန်းဆွေကဒီခွေးသားကိုတော့အောက်တန်းစားအမျိုးရုပ်ကောင်တော့ငါကြီးတယ်မထည့်ရင်ဒီကောင်ငါအာနာကိုလာရှုပ်တော့မယ်ဆိုလို့တန်းဆွေကကြီးတယ်ထည့်လိုက်တာလေမင်းတို့တက်ဆွေလို့တက်မျိုးလို့မင်းအမေအယုတ်တမာမကောင်အောင်မရောမင်းအဖို့ကြတော့ဗာနေရင်ကျေကျုပ်နှစ်ရွက်တို့အခုပါလားအာဆီယံကိုမင်းတို့ပြောတယ်အာဆီယံကိုမင်းတို့သဝင်တဲ့တမိုင်းကြောင်းကလေဆက်မပြောတော့ပါဘူးအာဆီယံကိုတကက်ဘယ်လိုပြောမှဆိုလို့ရှင်နိုင်ငံတယံဇာတာတွေအကုန်သွားပုံပေးပြီးတော့အာဆီယံအဖွဲ့ဝင်ဖြစ်အောင်လှုပ်လာခဲ့တာတန်းဆွေဆိုတဲ့ကောင်ကအနယူတန်းဆွေပေါ့နော်အဲ့ဒါဆက်ပြီးနားထောင်ရအောင်ပြီးတော့ပြည်သူများဘယ်မလိုက်ဝါဒကျင့်သုံးနေတာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဘယ်မလိုက်ဝါဒနဲ့ဆန့်ကျင်နေတဲ့ပြောကျွန်တော်တို့ကိုယ်တိုင်ကမပါခြင်းတို့သူတို့စဖွဲ့တဲ့အခါမှာပြစ်ထားခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်အဲ့ဒီကနေကြတော့မှကျွန်တော်တို့နိုင်ငံတော်ရဲ့ policy တွေပြောင်းလာတဲ့အခါမှာ1998ခုနှစ်မှာအာဆီယံနိုင်ငံတွေကိုဝင်ခဲ့တယ်ဒီအာဆီယံဆိုတဲ့ဟာကလည်းပဲလူမျိုးအရာရောဘာသာအရာရောယဉ်ကျေးမှုအရာရောအပြင်နိုင်ငံအုပ်ချုပ်တဲ့နိုင်ငံတော်အစိုးရစနစ်တွေကအမျိုးမျိုးနဲ့ဖွဲ့စည်းကြတဲ့အစိုးရဖြစ်ပါတယ်တမိုးလုံးဖျောက်စိတ်တစ်ခုတည်းကိုပြောနေတာမဟုတ်ပါဘူးအဲ့ဒီထဲမှာမှအခုကျွန်တော်တို့မြန်မာနိုင်ငံကခြိတက်နေတဲ့ပုံစံကိုသူတို့အနေနဲ့ကအလိုမကျတဲ့ပုံစံမျိုးလူဘာပြီးပြောလာတဲ့အချိန်မှာသူတို့အာဆီယံကအလိုမကျပြီးလူဘာပြီးပြောနေတဲ့စကားဒီကောင်ချီးစားပြီးကြီးတဲ့ကောင်အာဆီယံကမင်းတို့ကို
ဒီဇိုင်းမပြောနေတာကအချက်အများကြီးမတောင်းဆိုတာသေးဘူးနော်မင်းတို့ကျူးလွန်ခဲ့တဲ့အပြစ်တွေကိုခံဖို့အတွက်တော့မပြောသေးဘူးအာဆီယံကတောင်းဆိုရတဲ့အချက်၅ချက်တော့မင်းတို့လိုက်လျောခဲ့လို့လားဟမ်မင်းတို့လိုက်လျောခဲ့လို့လားအာဆီယံကမင်းတို့ပေါ်မှာလူမဆန်စွာဆက်ဆံနေတယ်ဆိုတဲ့ဥစ္စာကမင်းတို့ကောင်တွေကလူကျင့်ဝတ်လူဂုံသိက္ခာအဆင့်တန်းရှိတဲ့ကောင်တွေမှမဟုတ်တာအလွန်တရာဆက်ဆုပ်ယွန်းစာပွဲကောင်းတဲ့အောက်တန်းစားအမျိုးရုပ်ခွေးနဲ့မျိုးဆက်ကြထားတဲ့အုပ်စုဖြစ်နေလို့မင်းတို့ကိုဟိုကလော်နဲ့မကလော်ထိုးရတာကကောင်းမင်းတို့တန်ငင်းတက်မှန်ငင်းကျေဝန်းရရှိနေလို့တန်ငင်းတက်မှန်ငင်းကျေဝန်းတာမရှိမင်းတို့စောက်ခွက်တွေအကုန်လုံးလေအကုန်လုံးလော်နဲ့ပတ်ထိုးမှာရှင်းတယ်နော်အဲ့ဒါလေးကိုမိဘပြည်သူများနည်းနည်းလေးကြံသေးတယ်နားထောင်ကြည့်ကြည့်အောင်ပါလေ နိုင်ငံအစိုးရတွေကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းပဲသူတို့ဟာဒီမိုကရေစီစံနှုန်းစံထားနေကွညီရလားဆိုတော့ကျွန်တော်တို့ကကြည့်ရပါမယ်ဒီမိုကရေစီဆိုတဲ့နေရာမှာလူလူကိုစားပြုတာကိုတခုပြောလို့ရတယ်နောက်ပြီးတော့လူတွေရဲ့အခွင့်အရေးတကယ်ရလာပြောလို့ရတယ်ဘာကျွန်တော်တို့မြန်မာနိုင်ငံကဲမိဘပြည်သူများပြောပြန်ရင်လည်းကျွန်တော်လွန်ရကြအောင်ဟုတ်လားဘလောက်ထိဒီကောင်နေအာဆီယံအဖွဲ့မှာအတိမပြုတ်မခံရတဲ့အတွက်ဘလောက်ထိအထိနာနေလဲဆိုတာကိုကျွန်တော်နိုင်ငံရေးလေးလာသုံးသပ်တဲ့သူတွေသိဖို့တော့လိုပါတယ်အများပြည်သူလည်းသိဖို့လိုတယ်အာဆီယံအဖွဲ့မှာဒီစစ်မိတ်စာကောင်တွေကိုအတိမမပြုတ်တဲ့အတွက်ဒီကောင်တွေဒီတရားမဝင်အစိုးရပဲဖြစ်တယ်တရားဝင်အစိုးရဖြစ်ဖို့ဆိုရင်အာဆီယံကအတိမပြုတ်ဖို့လိုအပ်တယ်အခုအာဆီယံကလုံးဝအတိမမပြုတ်ဘူးလုံးဝနေရာမပေးတော့တဲ့ခါကျတော့ဟာခွေးယူအုပ်စုတွေရွာထဲဝင်ပြီးတော့ဦးနေဟောင်းနေကြိုက်နေတဲ့ပုံစံမျိုးနဲ့ဒီနရွက်တူဝက်နေဝင်ကကျွန်တော်တို့လူပြည်သူလူထုလာပြီးတော့မှအာဆီယံကနှိပ်စက်ထားလို့ပါဆိုပြီးတော့ခွေးဥဝက်ဥလာဝဲဥလာတော့မိဘပြည်သူများသိရှိဖို့အတွက်ကျွန်တော်အနေနဲ့တင်ဆက်ပေးရခြင်းပဲဖြစ်ပါတယ်ကျွန်တော်အောင်နေပါ